မင်္ဂလာပါ2026ခုနှစ်မေလ10ရက်နေ့ဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစတင်တင်ဆက်ပေးပါတော့မယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့အကြမ်းဖက် KIA PDF တွေရှင်းလင်းခံရတဲ့ဆိုတဲ့သတင်းပြည့်စုံကတော့အကြမ်းဖက် KIA တွေဟာကချင်ပြည်နယ်ဗမော်မြို့အတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်တွေကိုစခန်းအဖြစ်အသုံးပြုနေတယ်လို့ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရတပ်မတော်မှစုံစမ်းစစ်ဆေးပြီးအကြမ်းဖက် KIA PDF တွေစခန်းချရာနေရာကိုတပ်မတော်ကွန်မန်ဒိုအဖွဲ့များကအလစ်ငိုက်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ဒီဖြစ်စဉ်မှာနှစ်ဖက်ထိတွေ့မှုတွေရှိခဲ့ပြီးမြဲအကြမ်းဖက် KIA PDF တွေကတပ်မတော်ရဲ့ကွန်မန်ဒိုစစ်တောင်းကိုရေးမဆိုင်နိုင်ပဲပတ်ပြေးသွားခဲ့တယ်လို့သိရပါတယ်။မိနစ်20ကြာထိတွေ့မှုအပြီးမှာတော့အကြမ်းဖက် KIA PDF အလောင်း3လောင်းနဲ့တနက်3လက်အခြားခဲယမ်းဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးရှိပါတယ်ဒါကတော့ဘောလီဗျူဟာကုန်းကိုတိုက်တဲ့နေရာမှာအကြမ်းဖက် KNU တွေနီးဗျူဟာပြောင်းလာတယ်ဆိုတဲ့သတင်းပြေစုံကတော့ဘောလီဗျူဟာကိုလာတိုက်တဲ့အခါမှာအရင်ကလို KNU အကြမ်းဖက်တွေပါဝင်တာနည်းသွားပြီးဗမာ PDF တွေကိုသာရှေ့တန်းတင်တိုက်ခတ်နေတာပဲဖြစ်ပါတယ်တဆူတက်လာလိုက်တက်မတော်မှပြစ်ရှာလိုက်နဲ့အမဲ့ရွှေခံနေရတဲ့အကြမ်းဖက် KNU အဖွဲ့ဟာအခုဆိုလို့ရှိရင်တရားအကြမ်းဖက် PDF ဖြစ်တဲ့မာဝီဥဆောင်တဲ့အဖွဲ့ကိုပါပူးပေါင်းပါဝင်စေခဲ့တယ်လို့သိရပါတယ်2026ခုနှစ်မေလ9ရက်နေ့ကနေဆက်ကိုကျူးကျော်ပြီးအကြမ်းဖက် KNU PDF အဖွဲ့ကိုအစားအစာနဲ့စေဝါများလာရောက်ထောက်ပံ့ပေးတဲ့ထိုင်းကြီးစားစစ်တပ်နဲ့အမေရိကန်ကြီးစားစုစုပေါင်းအင်အား300ကျော်ကိုနေရာမှာပဲတပ်မတော်လေးကရှင်းလင်းခဲ့တဲ့အပြီးမှာခုလိုပမာ PDF တွေကိုသာခြေတန်းတင်တိုက်ခိုင်းနေတာဖြစ်တယ်လို့သိရပါတယ်။ KNU ထိပ်ပိုင်းအကြီးအကဲတွေကတော့ထိုင်းဘက်ကနေပြီးညွှန်ကြားမှုတွေကိုစက်တိုက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးစီပါတယ်။ဒါကတော့ဓမြတိုက်နေတဲ့ PDF အကြောင်းဖြစ်ပါတယ်။သတင်းပြေဆုံးကတော့စအဖအယောင်ဆောင်ထားတဲ့အကြမ်းဖက် UG PDF 3ဦးဟာရန်ကုန်မြောက်ဥက္ကလာ2ရပ်ကွက်မှာရှိတဲ့သူစီတာ9လမ်းမှာနေထိုင်တဲ့ဗေဒင်ဆရာထိုက်အောင်လင်းနေအိမ်ကိုဓမြတိုက်မှုပြုလုပ်ခဲ့ပါတယ်။ဓမြတိုက်လို့မပြီးခင်မှာပဲအနီးနားမှာရှိတဲ့ရပ်ကွက်နေပြည်သူများနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့တွေကရောက်လာပြီးဝိုင်းဝန်းဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိသူအကြမ်းဖက် PDF 3ဦးအုံပြုတဲ့တနက်2လက်ကြီး9တောင်းပါဝင်တပ်တေကံပစ္စည်းတွေကိုလည်းထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့မိုဘိုင်းဖုန်းထဲမှာလည်းအခြားအကြမ်းဖက် PDF တွေနဲ့အကြမ်းဖက်လုပ်ငန်းတွေလုပ်ကင်ထားတဲ့ဗီဒီယိုမှတ်တမ်းတွေဓာတ်ပုံမှတ်တမ်းတွေကိုပါတွေ့ရှိရတယ်လို့သိရှိရပါတယ်။အင်ဂျင်ရဲ့ပြောပြချက်အရတာဝန်ရစစ်ဆေးစရာရှိတယ်ဆိုပြီးအိမ်ထဲကိုဝင်ရောက်လာကအိမ်ထဲရောက်မှတော့တနတ်ထုတ်ပြီးဓမြတိုက်တယ်ဆိုတာသိရပါတယ်။ဖြစ်ရှင်တော့နောက်ဘေးမှာကြံနေတဲ့သူကရက်ကွက်အုပ်ချုပ်ရေးမှုကိုအကြောင်းကြားနိုင်ခဲ့တာကြောင့်အခုလိုဖမ်းမိခဲ့တာလို့လည်းသိရပါတယ်ခင်ဗျာ။အခုဆိုရင်နိုင်ငံဝန်ထမ်းအယောင်ဆောင်ပြီးဓမြတိုက်မှုတွေခက်စိတ်ရှိနေတာကိုလည်းတွေ့ရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးရှင်ပါတယ်။ဒါကတော့အကြမ်းဖက် PDF တွေနဲ့ CDM ဝန်ထမ်းတွေရှိတဲ့စေယုံကိုရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းပြေဆုံးကတော့2026ခုနှစ်မေလ6ရက်နေ့မနက်10:00နာရီဝန်းကျင်မှာတပ်မတော်စစ်ကြောင်းနဲ့အကြမ်းဖက် PDF များထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ဒီထိတွေ့မှုအပြီးမှာအကြမ်းဖက် PDF တွေအထိနာပြီးစခန်းသာကြီးရွာတွေကိုစုပ်ခွာထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့နေ့လယ်2နာရီကျော်မှာပဲစခန်းသာကြီးရွာထဲမှာဒရုန်းများကိုလွှတ်တင်ကတပ်မတော်သားများကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ဒီဖြစ်စဉ်မှာတပ်မတော်သားတအူးထိခိုက်ဒဏ်ရာရရှိတယ်လို့လည်းသိရပါတယ်ဗျာ။ညနေ4နာရီမှာတော့တပ်မတော်လေကြောင်းမှာအကြမ်းဖက် PDF များရှိရာနေရာကိုစတင်ရှင်းလင်းခဲ့ပါတယ်။မြေပြင်သတင်းတွေအရအကြမ်းဖက် PDF 22ဦးဘဝကူးသွားသလိုဒဏ်ရာရရှိသူတွေလည်းအများအပြားရှိတယ်လို့သိရပါတယ်။အနောက်မှာတော့ဒဏ်ရာရရှိသူအကြမ်းဖက် PDF တွေကိုစကိုင်းတိုင်းရင်းမာပင်ခရိုင်ကဏီမြို့နယ်မှာရှိတဲ့ဝေမနာဆေးရုံကိုပို့ဆောင်ကုသနေတယ်လို့လည်းမြေပြင်သတင်းပေးတွေအရထပ်မံသိရှိရပါတယ်။တပ်မတော်အနေနဲ့တိကျတဲ့မြေပြင်သတင်းတွေရရှိထားအပြီးမှာတော့2026ခုနှစ်မေလ9ရက်မနက်10:00နာရီမှာပဲအကြမ်းဖက် PDF များနဲ့ CDN ဆရာဝန်များရှိတဲ့ဝေမနာဆေးရုံကိုလေကြောင်းမှထပ်မံရှင်းလင်းခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်မှာဒဏ်ရာကြောင့်ဆေးကုသမှုခံယူနေတဲ့
ကျန်းဖက် PDF များအပါအဝင်အများအပြားသေဆုံးသွားတယ်လို့လည်းအကျန်းဖက် PDF များကသူတို့ရဲ့လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာပေါ်ပြထားတာကိုတွေ့ရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ကျန်းဖက် PDF တွေကရွာတွေကိုမိရှို့ခဲ့တယ်ဆိုတဲ့သတင်းအပြည့်စုံကတော့အကျန်းဖက် PDF တွေစိုးမိုးထားတဲ့ကြေးရွာတွေမှာစက်ကြီးမပေးနိုင်တဲ့ရွာတွေကိုမိရှို့လေးရှိရာ2026ခုနှစ်မေလ3ရက်နေ့မှာလည်းစကိုင်းတိုင်းရင်းမာပင်ခရိုင်တနောင်းကုန်းကြေးရွာကိုအကျန်းဖက် PDF များကမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ဒီအကြောင်းကိုတော့တပ်မတော်မှဖမ်းဆီးရရှိခဲ့တဲ့အကျန်းဖက် PDF တဦးရဲ့ထွက်ဆိုချက်နဲ့အတူအကျန်းဖက်ရာမှာပြုလုပ်နေတဲ့ပုံတွေမှတ်တမ်းတင်ထားတဲ့ဗီဒီယိုတွေပါတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ကျန်းဖက် PDF တွေဟာတပ်မတော်စစ်ကြောင်းထိုးလာပြီးဆိုတာနဲ့စုတ်ခွာနိုင်ဖို့ရွာတွေကိုအရင်မိရှို့လေးရှိတယ်လို့ဖမ်းဆီးရရှိထားတဲ့အကျန်းဖက် PDF တဦးရဲ့ထွက်ဆိုထားချက်အရသိရပါတယ်ခင်ဗျာ။အားကောင်းပါလေလို့တော်တော်ပြကြသွားပါပြီ။ဒီအိမ်ကြံလေးတယ်ဘီးရှို့ဖို့ဒီအိမ်လေးကတော့ပြကြသွားပါပြီလို့ပြုတ်ပါပြီဘာမှတော့ပိတ်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ရခိုင်ပြည်မင်းပြားမြို့ကိုတပ်မတော်မှရှင်းလင်းတဲ့သတင်းပြည့်စုံကတော့2026ခုနှစ်မေလ9ရက်နေ့ကရခိုင်ပြည်နယ်မင်းပြားမြို့နယ်မှာရှိတဲ့အကျန်းဖက်အေတွေရဲ့စခန်းချရာနေရာကိုတပ်မတော်လေကြောင်းမှရှင်းလင်းခဲ့ပါတယ်ဒီပြည်စင်မှာအကျန်းဖက်အေတွေရဲ့စုဝေးရာစခန်းတစ်ခုဖြစ်တာကြောင့်ထိခိုက်မှုအများပြားရှိနိုင်တယ်လို့လည်းသိရပါတယ်မြေပြင်သတင်းတွေအရတပ်မတော်လေဟာအုပ်စုလိုက်လာတာဖြစ်ပြီးတစ်ခါပုံကျင်းရင်အလုံးကြီး3လုံးမှ6လုံးအထိကျဲရှားခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ချင်းစနိုက်ပါတွေရှိတဲ့နေရာကိုတပ်မတော်မှရှာတွေ့ခဲ့တဲ့သတင်းအပြည့်စုံကတော့ရှင်းပြည်နယ်တီးတိန်နန်းမှာရှိတဲ့ကျေးစားစနိုက်ပါတွေရဲ့စခန်းကိုတပ်မတော်မှရှာဖွေတွေ့ရှိသွားပြီးရော်ဘုံရှာရှင်းလင်းခဲ့တယ်လို့သိရပါတယ်တပ်မတော်အနေနဲ့ရော်ဘုံရှာပြီးမိနစ်20မှာပဲနယ်မြေရှင်းလင်းမှုတွေစက်တိုက်လှုပ်ဆောင်ခဲ့ရာအမေရိကန်ကျေးစား4ဦးချင်း PDF 6ဦးတို့ရဲ့အလောင်းတွေနဲ့အတူစနိုက်ပါ9လက် MK47 2လက်လက်လုံတလက်2လက်နဲ့ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အခင်းဖြစ်တဲ့နေရာကဖျားเจ้าဖြစ်နေတယ်လို့လည်းထပ်မံသိရှိရပါတယ်ခင်ဗျာ။ဒီကနေ့အတွက်သတင်းတွေကိုတော့တင်ဆက်လုပ်ပြပါပြီ။ဒီမှာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမှချမ်းသာတော်မူကြပါစေခင်ဗျာ။